ဒီနေ့ကကြတော့ကွဲဝပြက်ပြက်လန်နေအောင်ချက်စားမှာဖြစ်ပါတယ်။ဘာချက်စားမှာလဲဆိုရင်တော့ကြာစံချက်စားမှာဖြစ်ပါတယ်။ဆိုင်းကိုယ်တိုင်လဲစားချင်နေရအရန်ကြာပြီးဒါပေမဲ့မချက်စားဖြစ်ပါဘူး။ဒါချက်တာဆိုတာလဲ first time ဖြစ်ပါတယ်။ကြာစံချက်ကအခုဆိုရင်အပြင်မှာရောင်းနေဆိုတာအရန်ရှားသွားပြီပေါ့နော်။ဝယ်စားရမှချင်းတူဆိုင်းရကြတော့အိမ်မှာပဲအဝကြီးချက်စားလိုက်ပါတယ်။ဒါလေးကတော့လိုလေးပြက်စီးလေးဖြစ်ပါတယ်။ထွေထူးတော့ဘာမှတိတ်တော့မပါပါဘူး။ဈေးရလူတွေနဲ့ဆိုရင်ဆိုင်းနေကြတော့ပေါ့နော်အမြဲတမ်းခင်းနေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့စကားစမီလေးတွေလည်းပြောဖြစ်ပါတယ်ဒီဈေးလေးကကြတော့ဆိုင်းတို့ရဲ့အင်ဂျန်တုံးကမနက်ဈေးလေးပဲဖြစ်ပါတယ်အရန်စီပါတယ်လိုအပ်တဲ့ပစ္စည်း6လေးတွေကိုပထမဆုံးရေအေးနဲ့အရင်စိမ့်ထားပါမယ်ကြာစံချက်နေရကြတော့ထွေထွေတူတော့ဘာမှမခတ်ပါဘူးရှင်ပထမအဆုံးအနေနဲ့ကိုကကြတော့ပေါ့နော်ဝယ်လာတဲ့ကြက်သားလေးတွေကိုပေါ့နော်ဒီလိုမြောင်လေးလီးပြီးတော့ကြက်သွန်ဖြူလေးကိုပပလေးရိုက်ပြီးတော့ထည့်ပြီးတော့စပလင်လေးကိုလည်းကြက်သားလေးအနံ့မွေးသွားအောင်လို့ပေါ့နော်ဒီလိုဓာတ်နောက်ကြော်လေးနဲ့တောက်လေးဆင်းပြီးတော့နည်းနည်းလေးထည့်ပြီးတော့ငမြရီလေးအနည်းငယ်ထည့်ပြီးတော့စားချုံမုတ်ထည့်ပြီးတော့နယ်ပြီးတော့ရေလေးထည့်ပြီးတော့တဲပေးမှဖြစ်ပါတယ်ကြက်သားနေတဲ့ခါတော့နည်းနည်းနက်အောင်လေးတော့နေပေးပါရှင်ဆိုင်ရအခုလက်အိတ်မစွဘူးဆိုတာကကိုကအိမ်တူအိမ်သားရနေပဲချက်စားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့လက်တဲလည်းမရှိဘူးပေါ့နော်အဲ့ဒါကြောင့်မလို့လက်နဲ့ပဲအားရပါရနေတာပါရှင်ကျက်တူနေရတရားမှာရတာပို့ပြီးတော့ချုပ်စိမ့်တာမို့လို့အနီလေးကိုတုံးထားပါတယ်ဘဝမှာလေစားချင်တဲ့အရာရှိရင်ဝယ်စားဖို့ဆိုတဲ့စိတ်ကူးတိတ်မရှိဘဲနဲ့ကိုတိုင်လှုပ်စားမယ်ဆိုတဲ့စိတ်ကူးရှိရင်ဘယ်နေရာရောက်သူများအတွက်လည်းအကျိုးရှိရယ်ကိုလည်းဘဝလင်စားလို့ရတယ်ပေါ့နော်ခုနကစက်သားပြုတ်ထားတဲ့ဟာကိုချပြီးတော့မွှထားပြီဆိုရင်အခုစီအိုးလေးတဲ့မယ်ပေါ့နော်ဒီအိုးလေးနဲ့ကြတော့အစမပြေလို့အိုးကြီးကိုပြောင်းလိုက်ပါတယ်အခုထည့်လိုက်တဲ့ပါဝင်ပစ္စည်းလေးတွေကကြတော့ကြက်သွန်ဖြူရယ်ပြီးတော့စပလင်ထောင်းထားတဲ့ဟာလေးရယ်အားလုံးထည့်ပြီးတော့အနက်မွေးတဲ့ထီလော်ပေးရပါမယ်ပြီးတော့ကျက်တူနေအလုံးလေးကိုလည်းထည့်ပြီးတော့အနံ့မွေးလာတဲ့အထိကိုလော်ပေးရပါမယ်ရှင်။ငံပြာရည်လေးကကြတော့ကိုကြိုက်ရင်ကြိုက်တယ်လို့ချင်းချင်းပြီးတော့ထည့်ရလို့ရပါတယ်။အဲဆိုရင်ခဏပြုတ်ပြီးတော့မွှထားတဲ့ကြက်သားလေးကိုထည့်ပြီးတော့တပလဲပြန်ပြီးတော့မွေပေးပါ။ကြာစံချက်နေရကြတော့အမျိုးမျိုးရှိတယ်ပေါ့နော်။ဒါပေမဲ့ဆိုင်းရကြတော့ဆိုင်းနီလန်းနဲ့အတူတူဒီလိုတီးတီလောက်တက်တက်လောက်လေးကိုချက်ပြတာဖြစ်ပါတယ်။အရန်ကြီးတီးလို့တော့ချက်ပြတာမဟုတ်ပါဘူးရှင်။ဆိုင်းလို့စားရလဲဒါဆိုရင် first time ပဲဖြစ်ပါတယ်ရှင်။ဒီနေ့ပပတ်ဆူလာတဲ့ခါပထမဆုံးထည့်ရမှာကဒီနရွက်6တို့ပြီးတော့ဒီအချောက်ချမ်းလေးထည့်ပါနောက်ဆုံးကြမှာဒီကြာစံလေးကိုထည့်ပြီးတော့မိနစ်အနည်းငယ်အုပ်ပြီးတော့ငုံဥလေးထည့်ပြီးတော့ငရုတ်ကောင်းလေးခုနအနည်းငယ်ထည့်လိုက်ပြီပေါ့နော်အဲဆိုရပါပြီဒါလေးကတော့စားတော့ပါမယ်ကဲကြာစံချက်လည်းကြက်သွားပြီဆိုတော့ကျမ vlog ရိုက်တဲ့အမြဲတမ်းမီးပေးတဲ့ Master Chef အမီတူလာပါပြီရှင်အိုးကြီးလိုက်ချက်ထားတာဆိုတော့အမမိုးအိမ်ကလူတွေကိုအရင်ပါစီထည့်ပေးလိုက်ပြီးတော့ဆိုင်းနွားကြတော့ပေါ့နော်အခုဝါတီဆွဲပါတော့မယ်အရတာကိုပြောပြပါဆိုရင်တော့ဆိုင်းနွားကြတော့ပေါ့နော်အယောင်အရန်ကြီးရင်နာတို့နီတာတို့ဆိုရင်ဆိုင်းနွားကြတော့မကြိုက်တဲ့ထဲပါတယ်အကြောင်းအယောင်ဖြော့လေးနဲ့စီလဲနည်းနည်းပလေးနဲ့ပေါ့နော်လုံးဝ special ချက်ထားဖြစ်ပါတယ်ဆိုင်ရ food blog တော့အရန်လှုပ်ချင်တယ်ဒါပေမဲ့ကိုယ်တိုင်အများကြီးစားပြနိုင်တဲ့ထဲလက်မရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးချက်ပြီးတော့အများကြီးနဲ့ပေါင်းစားတဲ့အရတာကိုအရန်သဘောကျပါတယ်ဆိုင်းကိုနောက်ထပ်ပါဟင်းလေးချက်ခိုင်းစီချင်တယ်လဲဆိုရင် comment မှာမှန်းခဲ့ပါဦးနော်နောက် vlog တွေမှာပြန်ဆုံကြမယ် bye bye